နာယီစတာမီလာလာနဲ့အတူနေရအနောက်မှာမဆုစာရက်လေးတွေကတ်ထားတဲ့အခန်းလေးထဲမှာစော်ယွန်းတယောက်အရာကနေနိုးထားလာခဲ့ပါတယ်။စော်ယွန်းဟာလွန်ခဲ့တဲ့ရက်အနည်းငယ်ကဖြစ်ပွားခဲ့တဲ့ကြောက်မက်ဖွယ်ရန်တိုက်မှုကြီးကြောင့်အတိတ်မဲ့ယောဂကိုစိုးရွားစွာခံစားနေရသူဖြစ်ပါတယ်။သူမအရာကနိုးလာတဲ့အချိန်တိုင်းမှာမတ်ညံတွေကအဲ့ဒီကန်ဆိုးလာတဲ့အချိန်ကာလစီကိုပဲအမြဲတမ်းပြန်ရောက်သွားတတ်ပါတယ်။ဒါကြောင့်နေ့စဉ်မတ်တန်ရေးတာနဲ့မှတ်စုတွေကိုပြန်ဖတ်တာဟာသူမဘဝရဲ့တစ်ခုတည်းသောရှင်သန်ရာလမ်းကြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီတော့ကအကြောင်းကိုသူမရဲ့မိဘတွေအချစ်ဆုံးတငယ်ချင်းကြီးမင်းနဲ့သူမကိုတိတ်တဆကားကွယ်ပေးနေတဲ့ဆရာတွေကလွှဲပြီးဘယ်သူမှမသိကြပါဘူး။ကျောင်းကားပေါ်ကိုစော်ယုံတန်လာတဲ့အခါကောင်လေးတွေကသူမရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးလှောင်ပြောင်ကြပါတယ်။ရုတ်တရက်ကားဘရိတ်ကိုစောင့်နေလိုက်တဲ့အတွက်လူအားလုံးရင်းရိုင်သွားခဲ့ပြီးဂျေဝန်ကသာသူမရဲ့စပင်းကိုအချိန်မီဆွဲမထားလိုက်ဘူးဆိုရင်စော်ယွန်းတယောက်အပြင်းထန်ထိခိုက်မိသွားနိုင်ပါတယ်။ခေါင်းကွဲမဲ့အန်ဒီရီကနေတီးတီးလီလွတ်မိသွားပြီမယ်ဒီလိုထူးထူးဆန်းဆန်းကဲတင်လိုက်ပုံကတော့အခြေအနေကိုအနေအားခတ်သွားစေခဲ့ပါတယ်။အတန်းတေးကိုဂျေဝန်ဝင်လာတဲ့အခါရောင်းစစ်ဆိုတဲ့ကောင်လေးကိုအနိုင်ကျင့်နေတဲ့လူမိုက်အုပ်စုနဲ့ဆုံပါတယ်။သူကတော့အဲ့ဒီလူစိုးတွေရဲ့အနိုင်ကျင့်တဲ့ညကိုအမြဲတီးကန်နေရတဲ့တနာစရာခတ်ဝဝတငယ်ချင်းလေးပေးမှာတိတ်တဆိုင်ဝင်ထိုင်လိုက်ပါတယ်။လူအုပ်ကြီးပြဿနာရှာတိုင်းသူ့စပွဲပြတ်သွားမှာကိုမမြင်ကျင်တဲ့အတွက်ချက်ချင်းရက်တန်းကရပ်ဖို့သူကခက်တီတီနဲ့ပဲတတိပေးလိုက်ပါတယ်။စော်ယုံကကောင်လေးတယောက်ရဲ့ချစ်ခွင့်ပန်းမှုကိုညှင်းပယ်လိုက်ချိန်မှာပဲလူမိုက်အုပ်စုရဲ့ခေါင်းဆောင်သူကဂျေဝန်းကိုစော်ယွန်းစီကနေအချစ်ပြန်ရအောင်လှုပ်ပြဖို့စိန်ခေါ်လိုက်ပါတယ်။သူကလည်းလူပုံအလဲမှာတင်တစ်စက္ကန့်လုံးမှမစင်းစားပဲပြက်ပြက်သားသားညှင်းပယ်လိုက်ပါတယ်။အားလက်ချိန်မှာဂျေဝန်းကသူ့တငယ်ချင်းတွေအားကစားလုပ်နေတာကိုတိတ်တဆိုင်ထိုင်ကြည့်နေရင်းနဲ့စော်ယွန်းရဲ့လှပပြီးကြော်ရှင်းလာတဲ့ပုံစံလေးကိုအမှတ်မထင်ငဲကြည့်မိသွားပါတယ်။အဲ့ဒီအချိန်မှာသူ့တငယ်ချင်းတွေကနေသူကစော်ယွန်းကိုတိတ်တခိုးခွေနေတယ်ဆိုတဲ့အကြောင်းနဲ့နောက်ပြောင်းတဲ့စားတွေတောက်လျှောက်ရောက်လာပါတယ်။အကျိုင်းချင်းတဝက်မှာတော့ရောင်းဆက်ကဂျေဝန်းရဲ့လက်ထဲကိုရိုးသားတဲ့တောင်းပန်စားလေးတစ်စောင်ကိုရှက်ရွင်းစွာနဲ့ထည့်ပေးခဲ့ပါတယ်။နီးလည်စားချင်းရောက်တာနဲ့တပြိုင်နက်လူမိုက်ကောင်လေးတွေကထက်ရောက်လာပြီးစော်ယွန်းကိုချစ်ခွင့်ပန်းဖို့ဖိအားပေးကြပြန်ပါတယ်။အစကရှောင်းဖဲခြင်းနေတဲ့သူ့ရဲ့အပြုတ်မှုနဲ့ဆန့်ကျင်ဘက်စွာဒီတစ်ချိန်မှာတော့သူကပေါ့ပေါ့လေးလေးပဲသဘောတူလိုက်တဲ့အတွက်အားလုံးအံ့ဩသွားခဲ့ရပါတယ်။ဂျေဝန်းကစော်ယွန်းစီကိုတဲ့တဲ့ရှောင်သွားပြီးသူကိုတွေးဖို့စကားဆလိုက်ပါတယ်။ဘသူကမှမလက်ခံဘူးမာနကြီးတွေကိုနမဲထွက်နေတဲ့ဒီကောင်မလေးကရုတ်တရက်ခေါင်းညုံလက်ခံလိုက်တဲ့အခါဗီဒီယိုရိုက်နေတဲ့တငယ်ချင်းအားလုံးမင်းသက်သွားခဲ့ကြပါတယ်။စော်ယွန်းရဲ့မမျှော်လင့်ထားတဲ့တုံ့ပြန်မှုကြောင့်ဂျေဝန်းကိုယ်တိုင်ကလည်းအတော်လေးအံ့ဩသွားခဲ့ပါတယ်။ကျောင်းစင်တာနဲ့သူမကဂျေဝန်းကိုချက်ချင်းရှာပြီးသူ့ဖုန်းကိုငါပြီးသူမရဲ့ဖုန်းနံပါတ်ကိုကိုယ်တိုင်မှတ်ပေးခဲ့ပါတယ်။စော်ယွန်းကသူ့ရဲ့အချက်အလက်တွေကိုတေချာမှတ်သားထားပြီးသူကိုချစ်တင်ကောင်လေးလို့ခေါ်လိုက်တဲ့အတွက်ဂျေဝန်းတယောက်အတော်လေးဇဝါထစ်သွားပါတယ်။သူကသူ့ဘေးခုံရဲ့တငယ်ချင်းကိုလူမိုက်တွေအနိုင်ကျင့်တဲ့ဒဏ်ကနေကဲတင်ခြင်းလို့ချစ်ခွင့်ပန်းခဲ့လာဖြစ်တဲ့အကြောင်းယဉ်ရှင်းလိုက်ပါတယ်။အန်ဩစရာကောင်းတာကတရောစင်တွေပါသည်ဖြစ်စေမပါသည်ဖြစ်စေစော်ယုံကလုံးဝဂယုမဆိုင်ပါဘူး။သူမကခန်းစားချက်အသစ်တွေကိုစမ်းသပ်ချင်နေတဲ့အတွက်ဆက်ပြီးတွေးချင်နေတော့ပါပဲ။ဒါပေမဲ့သူမကမဖြစ်မနေလိုက်နာရမယ်စီကံ၃ခုကိုချမှတ်ထည့်ပါတယ်။ပြောဆိုဆက်သွယ်တာကတိုတုတ်ပဲဖြစ်ရမယ်။ကျောင်းစင်းသွားမှသာစကားပြောရမယ်။နောက်ဆုံးအချက်ကတော့တယောက်ကိုတယောက်တကယ်မချစ်မိစေတာဘူးဆိုတာပါပဲ။အိမ်ပြန်ရလမ်းမှာစော်ယုံကသူ့ရဲ့ဝါဒနာတွေကိုမှတ်သားဖို့နဲ့သူ့အကြောင်းကိုပိုသိလာဖို့အချိန်ချင်းမေးမြန်းပါတယ်။သူမကသူ့ကိုကြက်ပုံတူရိုက်ဖို့စိတ်လူချစွာနဲ့ဆွဲခေါ်သွားခဲ့ပါတယ်။ဂျေဝန်းကလည်းသူ့ရဲ့မိခွန်းအားလုံးကိုလိန်မာရေးချနဲ့ပြေချပေးခဲ့ပြီးသူကမတ်ဖြွန်သီးနဲ့အထူးမတန့်စေဘူးဆိုတာကိုဖွင့်ဟာခဲ့ပါတယ်။ခရီးတန်ကြီးပေါ်ရောက်သွားတဲ့အခါသူမကသူ့ဘေးမှာထိုင်ဖို့တက်ကြွနဲ့ဖိတ်ခေါ်ခဲ့ပါတယ်။သူနှစ်သက်တဲ့တချင်းကပုတ်ကိုရုတ်တရက်သတိရသွားတဲ့အတွက်စော်ယွန်းကိုပြပေးခဲ့ပါတယ်။ဂျေဝန်းရဲ့တောင့်တင်တဲ့ခန္ဓာကိုယ်လေးကိုကြည့်ပြီးအားကစားလုပ်ရတာကိုသဘောကျမယ်လို့သူမကထင်ပေမဲ့တကယ်တမ်းကျတော့သူကတန်ရှင်းနေရတာကိုပိုနှစ်သက်ပြီးချွေးထွက်တာကိုမုန်းတဲ့အတွက်အားကစားကိုလုံးဝမကြိုက်ပါဘူးလို့သိလိုက်ရပါတယ်။သူမကလည်းတာမန်လူလေးနဲ့မတူဘူးဆိုတာကိုအတိတ်ပဲပါမိဖွင့်ထားခဲ့ပါတယ်။အဲ့ဒီညကဂျေဝန်းကအဝတ်အစားတွေကိုတေးသေးချာခောက်ထားပြီးဖခင်ဖြစ်သူအိမ်ပြန်လာပြီးထမင်းတူစားဖို့စောင့်နေခဲ့ပေမဲ့ဖခင်ကအပြင်မှာစားခဲ့ပြီးကြောင်းငင်းဆန်ပြီးအိယာခန့်တွေကိုတန်းဝင်သွားပါတယ်။ကုတင်ပေါ်မှာလဲနေတဲ့ဂျေဝန်းစီကိုစော်ယွန်းစီကနေဓာတ်ပုံလေးတစ်ဆောင်နဲ့ညချမ်းနှုတ်ခွန်းစာဒီရုတ္တရရောက်လာတဲ့အချိန်မှာတော့ဒီကောင်မလေးကတိုးဆက်သွယ်ရမယ်ဆိုတဲ့စီကန်းကိုတကယ်တိတိကျကျလိုက်နာလာမယ်လို့စိတ်ထဲမှာတွေးလိုက်မိပါတယ်။နောက်နေ့ကျောင်းမှာသူဘလော့ပဲစောင့်နေစော်ယွန်းကိုဘယ်နေရာမှမတွေ့ရပါဘူး။တစ်ချိန်တည်းမှာပဲကျောင်းကလူအားလုံးကမနေ့ကကိစ္စနဲ့ပတ်သက်ပြီးသူကိုတောက်ရှောင်နောက်ပြောင်နေကြပါတယ်။ရောင်းစစ်ရဲ့စူပွဲလေးတန့်ရှင်းသွားတာကိုသူတတိထားလိုက်မိပြီး
ခက်ဝဝထုံးရချင်းလေးကကျေးဇူးတင်တဲ့အနေနဲ့နွားနို့ဘူးလေးတပူကိုရှက်ယွင်းစွာနဲ့လာပေးခဲ့ပါတယ်။နေ့လယ်စာစားချိန်မှာဂျေဝွန်ကသူ့ကောင်မလေးစီဖုံးခေါ်ခြင်းစိတ်အယမ်းပေါက်နေပေမဲ့ကျန်းစင်းသွားမှသာစကားပြောရမယ်ဆိုတဲ့သဘောတူညီမှုကိုတတိယသွားတဲ့အတွက်အောင်အဲတီးကန်ခဲ့ရပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်တိတ်တဆိုင်အကြည့်လေးတွေနဲ့ပဲဖြတ်လောက်ကြပါတယ်။တရက်မှာမိန်းကလေးတယောက်ရောက်လာပြီးဂျေဝွန်ကိုစော်ရွန်းနဲ့လမ်းခွဲဖို့လာပြောပါတယ်။သူမကချစ်တင်ကောင်လေးတွေဖြစ်နေပြီးတွေ့တာတော့မနှုတ်ဆက်ကြလို့အမြင်မကလေးပါ။သူကလည်းခတ်အေးအေးနဲ့ဖုန်းနံပါတ်ပေးလိုက်တော့လူမိုက်ကောင်လေးကသုံးပွင့်ဆိုင်အချစ်စာလမ်းဆိုပြီးကောလာဟလာတွေလွှင့်ပါတယ်။ရောင်းစစ်တယောက်ထအစင်ခံရပြန်ပါတယ်။ဒီတစ်ခါမှာတော့လူမိုက်ခေါင်းဆောင်ကိုယ်တိုင်ကဂျေဝွန်းလက်ထားတဲ့ဂရီအတိုင်းဝင်ရောက်ကာကွယ်ပေးခဲ့ပါတယ်။ကျောင်းဆင်းလို့ချစ်တင်ကောင်မလေးကိုစောင့်နေချိန်မှာသူတို့နှစ်ယောက်ဆုံချင်းပဲစော်ယွန်းကသူ့အနားကိုတိုးလာပြီးကိုတင်နဲ့လည်းအယမ်းမွေးလာပဲလို့ချီးကျူးခဲ့ပါတယ်။သူတို့ကစားကွင်တို့သွားခဲ့ပြီးပျော်ရွှင်စရာအချိန်လေးတွေကိုဖြတ်တန်းခဲ့ကြပါတယ်။ဂျေဝွန်ကအဆက်မကျနိုင်ပေမဲ့သူ့ကောင်မလေးစိတ်ချမ်းသာစေခြင်းလို့အိမ်သားတွေတန်းပြရလောက်အထက်သွားအဆက်တွေကိုအောင့်အဲပြီးစားပြခဲ့ပါတယ်။ဒီကောင်လေးကအဆက်တန်းကြောင့်ခေါင်းတွေပါထုံချင်းလာတဲ့အတွက်ရေခေမုံကိုပါရှက်စားရရှာပါတယ်။အဲ့ဒီညအိမ်ပြန်ရောက်တဲ့အခါစော်ယွန်းဟာဒီအချစ်ရေးနဲ့ပတ်သက်ပြီးနီးစင်မှတ်တမ်းထဲမှာတေးသေးချာချာကိုရေးမှတ်ခဲ့ပါတယ်။ရက်တိကျလာတဲ့အမြသူတို့ရဲ့အချစ်ရေးလေးကပိုပြီးခိုင်မာလာခဲ့ပါတယ်။တင်ဆိုခန်းကိုတွားကြတဲ့အခါအစကတော့အမှတ်မတည်ဗီဒီယိုရိုက်နေလို့ဂျေဝွန်ရှမ်းနေပြီမဲ့နောက်တော့အလိုက်ထင်းလေးလိုက်ဆိုပြီးပြောသွားခဲ့ပါတယ်။တရက်မှာတော့လူမိုက်ကောင်ရဲ့အချင်းချင်းရန်ဖြစ်ပြီးတယောက်ကိုဝိုင်းရိုက်နေတာကိုဂျေဝွန်တွေ့သွားပါတယ်။တငယ်ချင်းတယောက်အဖင်းထန်ရိုက်ခံနေရတာကိုမကြည့်ရတဲ့ဂျေဝွန်ကနွားနို့ဘူးတွေနဲ့ပြစ်ပေါက်ပြီးဝင်ကူညီခဲ့ရပါတယ်။ဆရာလာပြီးလို့အော်စင်ကြတော့လူအုပ်ကြီးထွက်ပြေးသွားကြပါတယ်။တကယ်တမ်းအဲ့ဒါကစော်ယွန်းနဲ့ထူမရဲ့အချစ်ဆုံးတငယ်ချင်းဂျီမင်တို့ကအချိန်မီဝင်ရောက်ကဲတင်ပေးခဲ့တဲ့အကွက်လေးတစ်ခုဖြစ်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာစော်ယွန်းကသူ့တငယ်ချင်းရဲ့တန်းရတွေကိုညင်းညင်းထားထားစိတ်ထက်နေချိန်မှာဂျီဝွန်ကတော့စော်ယွန်းကိုမျက်လုံးမခတ်တန်းငေးကြည့်နေခဲ့ပါတော့တယ်။အဲ့ဒီညကဂျီဝွန်ရဲ့မိခင်ကွေလွန်ခြင်းနှစ်ပတ်လည်နေ့ဖြစ်ပါတယ်။တာဖာနှစ်ယောက်တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲရီစူးစွမ်းကပ်ဖို့ပြင်ဆင်ခဲ့ကြပါတယ်။မှန်ထဲလုပ်ငန်းခွင်ထဲမှာဖခင်ကဇနီးတွေရဲ့တပ်ပုံကိုထိုင်ကြည့်နေချိန်မှာဂျီဝွန်ဝင်လာခဲ့ပါတယ်။ကောင်လေးကအမေကိုအယံလွမ်းနေတာလားလို့ဖခင်ကိုညင်းထားစွာမင်းလိုက်ပါတယ်။ဖခင်ကလည်းလွမ်းစွကြောင်ဝင်ခံခဲ့တယ်လို့တားချစ်သူလည်းဒီလိုခံစားနေမယ်ဆိုတာကိုသိနာလေပေးခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးဟာအဲ့ဒီအမျိုးသမီးအတွက်နတ်နေစွာနဲ့လွမ်းစွမှုတွေကိုရင်ဘက်ထဲမှာတဲရောက်ထားကြပေမဲ့ဘလို့ထုတ်ပြောပြစရာရှိမလဲဆိုတာကိုတော့မသိကြပါဘူး။စာကြည့်တိုက်ထဲမှာစော်ယုံကစာမလို့ပဲသူ့ချစ်တင်ကောင်လေးရဲ့ပုံတူကိုစာအုပ်ထဲမှာအပတ်တကပ်ဆွဲနေခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာအတန်းတစ်ချက်လေးတောင်မထွက်ပဲစာရွက်ပေါ်မှာရေးပြီးတော့တိတ်တဆိတ်စကားပြောခဲ့ကြပါတယ်။စာမေးပွဲနီးပြီဆိုတော့စာတဲ့ချလို့ဖို့ဂျေဝွန်ကတတိပေးလိုက်တဲ့အခါသူမကနည်းနည်းစိတ်ကောက်သွားခဲ့ပါတယ်။ဒါပေမဲ့စနေတနင်္ဂနွေမှာချင်းသွေးဖို့သူကစာရွက်လေးနဲ့ရေးပြီးဖိတ်ခေါ်လိုက်မှသာသူမချက်ချင်းပြုံးသွားပြီးသဘောတူလိုက်ပါတော့တယ်။ချင်းသွေးတဲ့နေ့မှာစော်ယုံကနတ်သမီးလေးတစ်ပါးလိုအဖြူရောင်ခါးရုံလေးကိုဝတ်ဆင်လာတဲ့အတွက်သူ့အတွက်အယမ်းကိုရင်ခွန်းစရာဖြစ်ခဲ့ရပါတယ်။တဘာဝအလှသားတွေကြားမှာလမ်းလျှောင်ရင်းနဲ့သူကိုယ်တိုင်လှုပ်လာတဲ့နနတ်စာလေးကိုကောင်းမလေးကိုကျွေးခဲ့ပါတယ်။သူ့အမေကဟင်းချက်တင်ပေးခဲ့ရလို့စော်ယုံကထင်ပေမဲ့သူ့အမေကလွန်ခဲ့တဲ့9နှစ်ကနေဆုံးပါခဲ့ပြီးကြောင်းကိုသူကရိုးရိုးကားသားဝန်ခံခဲ့ပါတယ်။အဲ့ဒီညကမိုးတွေအရန်ရွာသွန်းခဲ့ပြီးခရီးထန်ကြီးပေါ်မှာဂျေဝွန်ရဲ့ပခုံးကိုမိနေတဲ့စော်ယုံတယောက်အိပ်ပျော်သွားခဲ့ပါတယ်။ရုတ်တရက်စော်ယုံနိုးလာတဲ့အခါဂျေဝွန်ကိုဘသူလဲဆိုပြီးထိတ်လန့်တကားမေးပါတော့တယ်။ဂျေဝွန်ကဘာတွေဖြစ်နေမှနားမလည်နိုင်အောင်ဖြစ်သွားပါတယ်။စော်ယုံဟာအိယာကနိုးလာတဲ့အတွက်သူမရဲ့မှတ်ဉာဏ်တွေအကုန်ပျောက်ဆုံးသွားပြီးအလွန်အမြင်ကြောက်ရွံ့နေတာဖြစ်ပါတယ်။ကားတစ်စီးတွေရောက်လာတာကိုမြင်တော့သူမကအမြန်တက်သွားပြီးချစ်တင်ကောင်လေးကိုမိုးရေထဲမှာကြက်သေးသေးလေးခြံထားရစ်ခဲ့ပါတယ်။နောက်ဆုံးမှာစော်ယုံကဂျေဝွန်ကိုသူမရဲ့အတိတ်မေယောဝါအကြောင်းကိုအမှန်အတိုင်းဖွင့်ထားလိုက်ပါတယ်။သူမကခန်းစားချက်အတိတ်တွေကိုစမ်းသပ်ခြင်းနဲ့အတော့သူ့ကိုအတုံးချသွားသလိုဖြစ်သွားလို့တောင်းပန်ခဲ့ပေမဲ့ဂျေဝွန်ကတော့လုံးဝစိတ်မဆိုးခဲ့ပါဘူး။သူကစော်ယုံနဲ့အတူရှိနေရတာအယမ်းပျော်ရွှင်ရလို့ဒီနေ့ရဲ့ဝမ်းနည်းစရာတွေကိုနေ့စဉ်မှတ်တမ်းထဲမှာမရေးဖို့တောင်တောင်းဆိုခဲ့ပါတယ်။ဂျေဝွန်ကဂျီမင်ကိုကော်ဖီတောက်ဖို့ဖိတ်ခေါ်ပြီးစော်ယုံရဲ့ယောဂကိုလှုပ်ရုပ်ထားပေးဖို့တိုင်ပန်ခဲ့ကြပါတယ်။အစကတော့ဂျေဝွန်ကိုလူမိုက်လေးလို့ထင်ခဲ့တဲ့ဂျီမင်ကစော်ယုံကိုဝမ်းနည်းစရာမလုပ်ချင်ဘူးဆိုတဲ့သူ့ရဲ့ရိုးသားတဲ့စိတ်ထားကိုမြင်တော့မှစိတ်အေးသွားခဲ့ပါတယ်။ရက်တွေကြာလာတဲ့အမျှသူတို့ရဲ့အချစ်လေးကပိုးပြီးခိုင်မာလာခဲ့ပါတယ်။မီရှူမီဖွင့်ဝဲတူသွားကြည့်တဲ့ညလေးတညမှာတော့ရောင်စုံမီးဖန်းတွေအတောက်မှာဂျေဝွန်ကစော်ယုံရဲ့လက်လေးကိုရဲရဲဝမ်းဝမ်းဆွတ်ကင်လိုက်ပါတယ်။ဒါပေမဲ့စော်ယုံရဲ့မျက်လုံးတွေထဲမှာမျက်ရည်တွေဝဲသွားခဲ့ပါတယ်။
ဒီလိုတန်ဖိုးရှိတဲ့အခိုက်အဝန်းလေးကိုသူမမေ့သွားမှာကိုအယမ်းကြောက်နေလို့ပါချစ်တဲ့ရဲ့ခံစားချက်ကိုနားလဲတဲ့ဂျေဝန်းကသူမဘယ်တော့မှမမေ့သွားမှာမဟုတ်ဘူးလို့ပြက်ပြက်သားသားအားပေးခဲ့ပါတယ်သူတို့နှစ်ယောက်လုံးဟာတယောက်ကိုတယောက်တကယ်မချစ်မိစေတာဘူးဆိုတဲ့သုံးယောက်အချက်စီကံကိုဖောက်ဖျက်မိသွားကြပြီးကြောင်းကိုဝန်ခံခဲ့ကြပြီးဂျေဝန်းကစော်ရုံးရဲ့နှုတ်ဆက်လေးကိုမျက်မျက်နှုံနှုံနမ်းရွှဲလိုက်ပါတယ်ဒါပေမဲ့နောက်တစ်နေ့မနေ့မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်နောက်ဆုံးစာသင်ချိန်မှာဂျေဝန်းကရောက်မလာခဲ့ပါဘူးတကယ်တမ်းရင်ကက်စရာအမှန်တရက်ကဂျေဝန်းကတနေ့တခြားဆိုးရွားလာတဲ့မွေးရနှလုံးရောဂါကိုခံစားနေရဖြစ်ပါတယ်သူရုတ်တရက်ထေဆုံးသွားမဲ့နေ့ကိုကြိုတင်နေတဲ့အတွက်ဂျီမင်ကိုအကူအညီတစ်ခုတောင်းခဲ့ပါတယ်အဲ့ဒါကစော်ရုံးရဘဝကနေသူ့ရဲ့တီးရှိမှုကိုအပြင်းတိုင်းဖျောက်ဖျက်ပေးဖို့ပါပဲအဲ့ဒီညမှာပဲဂျေဝန်းကရက်ဆက်လာတဲ့ယောဂါဆိုကြောင့်သာဝရထွက်ခွာသွားပြီဆိုတဲ့သတင်းစိုးစီကိုဂျီမင်စီကနေကြားလိုက်ရပါတယ်